ဂျွန်တရက်နေ့ကယူကရိန်းရဲ့ drone တွေကရုရှားလေတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတက်လာခဲ့တယ်။အတိုက်ခိုက်ခံခဲ့ရတဲ့ရုရှားလေတပ်စခန်းတွေကတခုကဘယ်လီညာ Air Base ပါ။အဲ့ဒီလေတပ်စခန်းကယူကရိန်းနဲ့ဆိုရင်မိုင်ပေါင်း2900ဝန်းကျင်ထိဝေးတယ်။ဒီလောက်အဝေးကြီးထိ drone လွှတ်ပြီးတိုက်ခိုက်တယ်ဆိုတော့ဘလို့နီးပညာတွေများသုံးလဲဆိုပြီးတော့သိချင်လို့ရှာဖတ်ဖြစ်ခဲ့ပါတယ်။ဒီတော့အခုပြောပြပေးမှာကျွန်တော်ဖတ်ဖြစ်ခဲ့တဲ့ Ukraine ရဲ့ Operation Spider Web အကြောင်းပါ Spider Web စစ်စင်ရေးကိုစစီစဉ်တဲ့အချိန်ကနေနောက်ဆုံးအကောင့်ထဲပေါ်တဲ့အချိန်ထိဆိုရင်18လနဲ့9ရက်ကြာတယ်ဆိုပြီးတော့ Ukraine သမ္မတ Zelensky ကိုယ်တိုင်ပြောပြထားပါတယ် Ukraine Security Service SBU ကနေအဓိကဦးဆောင်ပြီးတော့စစ်စင်ရေးတခြားလုံး Zelensky ကိုယ်တိုင်ကကြီးကြပ်ခဲ့တယ် drone စီးရေပေါင်း118ခုထိပါပြီးတော့အရင်ဆုံးအဲ့ဒီ drone တွေကိုရုရှားနိုင်ငံအတွင်းထဲထိခိုးသွင်းတယ်ဘလို့ခိုးသွင်းလဲဆိုရင်ဘောင်ဖွဲ့ထားတဲ့ A-frame တွေရဲ့ခေါင်မိုးထဲမှာအကန့်ဖွဲ့ပြီးတော့ drone တွေကိုထည့်တယ်ပြီးတော့အဲ့ဒီ A-frame တွေကို container ထဲထည့်ပြီးကားပေါ်တင်ပေးတယ်မတင်ကားစရာမဖြစ်ရလေအောင်ကားသမားတွေကိုလည်းရုရှားလူမျိုးတွေငှားပြီးတော့ကားပေါ်မှာဘာပါလာလဲဆိုတာကိုလည်းအမှန်တိုင်းမပြောခဲ့ပါဘူးကားရရမယ့်နေရာရောက်တော့မှဖုံးဆက်ပြီးရက်ခိုင်းတယ်ပြီးရနဲ့ကွန်တိန်နာခေါင်မိုးတွေကိုအဝေးထိန်းစနစ်နဲ့လှမ်းဖွင့်ပြီးတော့ drone တွေကိုပြန်စီပါတယ်ပြစ်မှတ်နေရာတွေကဘယ်လီယာဒိုင်ယန်ကီလေဘိုပိုလီညာနဲ့အိုင်ဗန်နိုဘို73လေယာဉ်ကိုနေဖြစ်ပါတယ်နောက်တစ်ချက်က drone မျိုးစားနဲ့နည်းပညာပါ Operation Spider Web မှာသုံးတဲ့ drone တွေက quadcopter ဆိုတဲ့ပန်ကာ၄ခုပါတဲ့ drone တွေဖြစ်ပြီးတော့တန်ချိန်9ပေါင်ထိတင်နိုင်တယ်လို့ကင်မရာလည်းပါပါတယ်စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီ drone တွေမှာပါလာတဲ့ navigation ကိုတီနီယာရှာတဲ့နည်းပညာပဲဖြစ်ပါတယ်ရုရှားထောက်လှမ်းရေး radar တွေကိုရှောင်ပြီးတော့ပြစ်မှတ်နေရာကိုအရောက်သွားဖို့အတွက် GPS လည်းသုံးစရာမလိုဂျိုဒူကိုလည်းသုံးစရာမလိုတဲ့ Depth Reckoning ဆိုတဲ့ navigation စနစ်ကိုသုံးခဲ့တာပဲဖြစ်ပါတယ်အမှန်တကယ်မှာ Depth Reckoning ကခင်းနောက်ကြတယ်လို့ယူဆထားကြတဲ့ navigation စနစ်တစ်ခုဆိုပေမဲ့လည်း Operation Spider Web မှာတော့အဓိကနေရာကနေပါဝင်ခဲ့ပါတယ်ဒီရောဘယ်လိုလုပ်လဲအရင်ဆုံး Ukrainian developers တွေက Eagle-Eyes ကိုဖန်တီးပါတယ် Eagle-Eyes ဆိုတာကတီနီယာပတ်ဝန်းကျင်တွေကိုထည့်သွင်းရေးဆွဲထားပြီးသားမြေပုံကိုမှတ်သားထားတဲ့ Machine Vision System ပဲဖြစ်ပါတယ် drone တွေမှာပါတဲ့ကင်မရာတွေကပတ်ဝန်းကျင်ကိုရိုက်ကူးပြီးတော့သူမှတ်ထားတဲ့မြေပုံနဲ့နှိုင်းယှဉ်ကြည့်ပြီးအတူညီဆုံးနေရာကိုရွေးချယ်ပြီးတော့လမ်းကြောင်းပြောင်းတယ် drone တွေတက်ဆင်ကြတဲ့ကပြစ်မှတ်တီနေရာကိုအသေးမှတ်ပေးလိုက်တာဖြစ်တဲ့အတွက်အဲ့နေရာကိုမရောက်မချင်း drone တွေကအရောက်သွားတယ်ရောက်သွားပြီဆိုရင်ရောလေယာဉ်တွေကိုဘယ်လိုတိုက်ခိုက်လဲအဲ့ဒီ drone တွေက sim base ဖြစ်တာမလို့ရုရှားရဲ့ဖုန်းလိုင်းတွေကိုသုံးပြီးတော့အဝေးကနေလှမ်းထိန်ချုပ်ပြီးပြစ်မှတ်ရွေးကြတယ်ဒါပေမဲ့ရုရှားကဒီမှာလိုပဲအရေးကြီးစခန်းတွေနားမှာဆိုရင် GPS signal တွေနဲ့ radio line signal တွေကိုနှောက်ယှက်တဲ့အပြင်းစားဂျမ်မာတွေသုံးကြပါတယ်ဒီအတွက်ကြောင့် line ပြတ်သွားခဲ့သည်ရှိတော့ဆိုပြီးတော့ drone တွေမှာ AI ထည့်ထားတယ် line ပြတ်သွားပြီဆိုတာနဲ့ depth reckoning နည်းပညာအရပြစ်မှတ်နေအောင်အရောက်သွားတယ် AI ကစစ်လေယာဉ်တွေကို optical recognition ကိုသုံးပြီးတော့ရှာတယ်ပြစ်မှတ်လေယာဉ်တွေကိုတွေ့ပြီဆိုတာနဲ့ဖောက်ခွဲရမယ့်နေရာကိုရွေးချယ်ပြီးတော့ဖောက်ခွဲပစ်တယ်ဒီလိုနဲ့ Operation Spider Web ကြောင့်ရုရှားပိုင်စစ်လေယာဉ်အနည်းဆုံးအစီး20ထိပျက်စီးခဲ့ရတယ်လို့သိရတယ်တန်ဖိုးအရဆိုရင်တော့9ဘီလီယံထိရှိပါလိမ့်မယ်ယူကရိန်းရဲ့ဒီစစ်စင်ရေးကိုအတင်ရဲတယ်ဆိုပြီးဝေဖန်ကြတဲ့သူတွေရှိသလိုတောင်းဖြတ်နဲ့ချီးကျူးကြတဲ့သူတွေလည်းရှိပါတယ်တစ်ဖက်မှာတော့စစ်တိုက်နေတဲ့နိုင်ငံလည်းဖြစ်တဲ့နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံလည်းဖြစ်ပါရဲ့နဲ့လုံခြုံရေးကဒီလောက်ထိအားနည်းရလားဆိုပြီးတော့သတင်းဌာနတချို့ကရုရှားကိုဝေဖန်နေကြပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်း fashion media ကိုပြန်လည်မျှဝေပေးပါမယ်ရှင် Hi Story